ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းနိုင်ငံလင်ခိုင်ခရိုင်ကဆာလာကီအိုကူဗုဒ္ဓရုပ်ပွားတော်ပန်းချံလေအဲ့ဒီမှာယာနဲ့ချီတဲ့အရာမရုပ်ပွားတော်ကြီးတွေရှိလို့တကယ်ကိုထူးခြားဆန်းပြပြီးတွားလေးလာတဲ့နေရာပဲဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းနိုင်ငံချင်းရိုင်ကကဘာကျော်လူသိများတဲ့ကျောင်းဖြူကြီးပေါ့လောကနယကန်တရားပေါ်ရှောက်နေတဲ့အချိန်မှာလုံးဝနောက်ပြန်လဲမကြည့်ရဘူးလို့နာမည်ကြီးတယ်ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကချင်းရိုင်ကကျောင်းပြကြီးလေမူရင်းနာမည်ကတော့ဝဲယုံစုအာတန်နဲ့ကျောင်းဖြူကြီးပြီးရင်ဒုတိယမြောက်နာမည်ကြီးလာပါတဲ့နေရာပေါ့ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဗျာဒါကဘန်ကောက်ကအေယာမစင်မင်းနဲ့ဖျားကျောင်းပဲညဘက်ရောက်လေလူတွေပိုစီကားပြီးအလူတန်းတွေပို့လောက်ကြလေပဲဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကဘန်ကောက်ကနာမည်ကြီးတရေမနာနာနဲ့ကွန်းလေဒန်နာရီတဲကအချစ်ကြီးတဲ့နာနာအကြောင်းကိုရုပ်ရှင်တွေတောင်အများကြီးရိုက်ဖူးတယ်အချစ်စစ်အချစ်မှန်အာမခံချက်ရှိတဲ့နေရာပေါ့ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းနိုင်ငံကကွမ်ရင်မဲတော်ကျောင်းပဲဖြစ်ပါတယ်ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကနခွန်ပထုံခရိုင်ကနဂါးပတ်ဖျားကျောင်းလေအဆောက်အုံတစ်ခုလုံးကိုနဂါးကြီးကပတ်ထားတာအမြင့်မီတာ80တောင်ရှိပြီးမြေအောက်ထက်ကနေအထက်19ထက်အထိရှိတယ်တွားကြည့်ဘူးတဲ့နေရာပဲဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းနိုင်ငံဥဒွန်ဌာနီခရိုင်ကနဂါးမင်းဖျားကျောင်းပဲဖြစ်ပါတယ်ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းဘရင်မင်းမြတ်တို့ရဲ့နန်းတော်ကြီးတွေကဖျားကျောင်းလေထိုင်းနိုင်ငံရဲ့အရေးကြီးတဲ့တော်ဝင်ခန်းသားတွေလုပ်တဲ့နေရာပေါ့အထက်ကမြကြောက်စင်းရုပ်ပွားတော်ကတော့ထိုင်းနိုင်ငံရဲ့အဖိုးဖြတ်မရတဲ့ရတနာကြီးပဲဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကထိုင်းနိုင်ငံကဖျားငါးစုကျောင်းဝက်ဖျားတာဆုံခဲ့ပဲဖြစ်ပါတယ်ဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကစင်ဆူရင်ခရိုင်အီယာဝန်ကခေါင်းသုံးလုံးအရာမစင်ကြီးပြတိုက်လေ1994ခုနှစ်ကတည်းကတကယ့်ဂျေးစင်စစ်တွေနဲ့ထုလုပ်ထားတာဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကချင်းမိုင်ကချက်တီလုံဖျားကျောင်းနဲ့1410ခုနှစ်ကတည်းကတည်ခဲ့တာဖြစ်ပြီးထမ်းမြောက်ပိုင်းမှာရာစုနှစ်ပေါင်းများစွာအတွင်းအမြင့်ဆုံးဘီတုကလက်ရာကြီးဖြစ်ခဲ့တာဒီနေရာကိုငါသွားလို့ရမလားရတာပေါ့ဒါကဘန်ကောက်ကပါရီဝက်ဖျားကျောင်းနဲ့အဲ့ဒီကရုပ်ထုတွေကအထာဆန်းတဲ့နော်ခေတ်ပေါ်ဇက်ကောင်တွေဥပမာစူပါဟီးရိုးတွေကိုဗုဒ္ဓဘာသာရိုးရာနဲ့ထူးထူးဆန်းဆန်းပေါင်းဆက်ထားတာမလို့အချို့ကတွေးလို့မရအောင်စံပြတဲ့ကျောင်းလိုတောင်ခေါ်ကြတယ်